နှလုံးသားများကိုထိတွေ့စေသောခီးလန် Los Angeles မြို့ရဲ့မိုးကုတ်တိုက်ကြီးများအကြားမှာရွှေရောင်ကာတာဝတ်လုံတော်တွေဖြည်းဖြည်းချင်းလှုပ်ရှားနေတဲ့မြင်းကွင်းကတကယ်ကိုထူးခြားပါတယ်။ Ferrari ကားတွေ Tesla ကားတွေပြေးနေတဲ့လမ်းမကြီးပေါ်မှာဘာပစ္စည်းမှမပါတဲ့တန်ကားတော်တွေငင်းချမ်းစွာရှောင်လန်းနေတယ်ဆိုတာကဘာကိုတက်ထိပ်ပြနေတာလဲ။ဒါကခေတ်တစ်ကိုပေးနေတဲ့ message တစ်ခုပါ။ဒီနေ့ကမ္ဘာလူသားတွေဘာတွေရှာနေကြတယ်လဲ။ပတ်စံလားအာနာလားနာမည်ကြီးမူလားတချို့ကရှာကြပါတယ်တချို့ကရပါတယ်ဒါပေမဲ့ရပြီးတဲ့နောက်ဘာဖြစ်သွားတယ်လဲစိတ်ငြိမ်းချမ်းသွားလားပျော်ရွှင်သွားလားအများစုကမဟုတ်ပါဘူးအမေရိကန်နိုင်ငံကကမ္ဘာစီးပွားရေးစွမ်းအားကြီးနိုင်ငံဖြစ်ပါတယ်နီးပညာအဆင့်တန်းမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်ဒါပေမဲ့စိတ်ပညာရှင်တွေသူတေသနတွေစည်ရင်းစရာတွေထုတ်ပြပါတယ်အမေရိကန်လူတွေစိတ်ဖီစီးမှုစိတ်ကြယောဂစိတ်ပူပန်မှုတွေနဲ့အများဆုံးကြုံတွေ့နေရတယ်လို့ဘာလို့လဲဘာကြောင့်လဲဆိုတော့အပြင့်ဘက်အောင်မြင်မှုကအတွင်းပိုင်းငင်းချမ်းမှုကိုမပေးနိုင်လို့ပါဒါကိုတန်ဃာတော်တွေလာပြပေးနေကြတာပါသူတို့သိပြီးရိုးရှင်းပါတယ်ကာတာဝတ်လုံတစ်ထဲတပိခွက်တစ်ခုဘာမှမရှိပါဘူးဒါပေမဲ့သူတို့မျက်နှာထဲမှာတွေ့ရတဲ့ငင်းချမ်းမှုသူတို့ခြေလမ်းတွေရဲ့တမာတိကဘယ်ဘီလီယံနာတော့ဝယ်လို့မရနိုင်တဲ့စီးစိမ်ဥစ္စာပါအမေရိကန်လူတွေဒါကိုမြင်နေကြပါတယ်လမ်းဘေးကရက်ကြည့်နေတဲ့လူတွေထဲမှာ CEO တွေရှိနေနိုင်ပါတယ်သူတို့ကကုမ္ပဏီကြီးတွေစီမံခန့်ခွဲနေတဲ့အချိန်မှာစိတ်ဖိစီးမှုတွေအများကြီးခံစားနေရတယ်ဆရာဝန်တွေရှိနေနိုင်ပါတယ်သူတို့ကနေ့တိုင်းအသက်ကယ်ပင်ပဲကိုယ်စိတ်ကိုကယ်ဖို့ကခက်ခဲနေတယ်ကျောင်းသားလေးတွေရှိနေနိုင်ပါတယ်သူတို့ကအောင်မြင်ရမယ်ဆိုတဲ့ဖိအားတွေထဲမှာနစ်မြုပ်နေတယ်အဲ့ဒီလူတွေတန်ဃာတော်တွေကိုမြင်တဲ့အခါသူတို့နည်းနည်းလေးတတိယမိကြပါတယ်ငြိမ်းချမ်းမှုဆိုတာတကယ်ရှိနိုင်တာပဲဘဝရဲ့အဓိပ္ပာယ်ကပတ်စံတွေစုရတာယာဓုတွေတက်ရတာထက်ပိုနေတယ်စိတ်ငြိမ်းချမ်းအောင်လုပ်ဖို့ဗုဒ္ဓဘာသာသာသနာတော်လမ်းညွှန်ပေးနိုင်တယ်ဒါကတန်ဃာတော်တွေရဲ့လုပ်ရတဲ့တန်ခိုးပါသူတို့စကားတစ်ခုမှမပြောဘူးဒါပေမဲ့သူတို့ရဲ့ရှိနေမှုပါပဲတရားတစ်ပုဒ်လုံးဟောနေတယ်လို့ဖြစ်နေပါတယ်အခု social media တွေမှာတွေ့ရတဲ့ comment တွေကိုကြည့်ပါ American လူတွေရေးနေjāပါတယ် This is beautiful This is what the world needs peace and love Latin American တွေရေးနေကြပါတယ် Gracias por este mensaje de paz ဥရောပါသားတွေရေးနေကြပါတယ် Buddhism has so much wisdom for modern world ကိုမြန်မာတွေကတော့ရေးနေကြပါတယ်တာဒူတာဒူတာဒူဂုဏ်ယူပါတယ်ဒီလမ်းလျှောက်ပွဲကကမ္ဘာလူသားတွေကိုပြန်ဆက်သွယ်ပေးနေပါတယ်လူမျိုးဘာသာစကားယဉ်ကျေးမှုအားလုံးကိုကြော်လွှမ်းပြီးလူသားတိုင်းငြိမ်းချမ်းမှုကိုတောင့်တတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြနေပါတယ်နောက်လာမယ့်မျိုးဆက်တွေအတွက်သင်ခန်းစာတစ်ခုထားခဲ့နေပါတယ်ငြိမ်းချမ်းမှုကတန်ဖိုးအရှိဆုံးလက်နက်ပဲဖက်တယ်လို့တာဒူ